Okay, we are live. Hello, မင်္ဂလာပါ Happy Tuesday ပါမို့တို့ USA ဘက်ကကြတော့မင်္ဂလာမနက်ခင်းပါမြန်မာပြည်နဲ့စင်ကာပူမှာကြတော့မင်္ဂလာညနေခင်းပါလို့ဒီနေ့ August လ4ရက်နေ့ပေါ့နော်ဘာလို့နဲ့တစ်နှစ်ပြီးတစ်နှစ်တစ်ရက်ပြီးတစ်ရက်တစ်လပြီးတစ်လပြောင်းလဲလာပြီအဲ့တော့မို့တို့တွေလည်းအမြဲတမ်းတိုးတက်ပြောင်းလဲနေတဲ့သူတွေဖြစ်ဖို့အတွက်လိုအပ်တာဖြစ်တယ်အဲ့တော့မို့တို့ရဲ့ page တွေကို follow လုပ်လာတဲ့သူတွေကတော့တခုခုကို something new ကိုရှာဖွေနေတဲ့သူတွေဖြစ်မယ်ဆိုတာကိုယုံကြည်တယ်ဒါကြောင့်မလို့နေ့စဉ်တိုင်းမှာအမြဲတိုင်းမှာဒါလိုအပ်တဲ့ information နဲ့ပတ်သက်တဲ့တည်တင်တိတိုက်တဲ့အရာလေးတွေကိုအမြဲတမ်း sharing လုပ်ပေးနေတဲ့သူတွေဖြစ်ပါတယ်လို့အဲ့တော့ဒီနေ့မှာကတော့မို့တို့မေးခွန်းလေးတွေလည်းမေးသွားမှာဖြစ်တယ်အဲ့တော့မို့တို့ audience နေအမေးဆုံးအများဆုံးမေးခွန်းလေးတွေကိုတယောက်နဲ့တယောက် sharing လုပ်ပေးသွားမှာဖြစ်ပါတယ်လို့ပထမဆုံးကိုအလီကိုမေးချင်ပါတယ်ကိုအလီကမိတ်ဆက်ချင်းနဲ့အတူတူမိကွန်းလေးကတော့ပေါ့နော်ဒီမိုးတို့စီးပွားရေးဆိုလို့ရှိရင်တော့ဒါယင်းနှမြုပ်နှံမှုတွေပါဝင်တာဖြစ်တယ်ပေါ့နော်အဲ့တော့ယင်းနှမြုပ်နှံမှုလုပ်ဖို့အတွက်ကြောက်တင်သလားပေါ့နော်ဒီစီးပွားရေးကိုစတင်မယ်ဆိုလို့ရှိရင်ပြီးလို့ရှိရင်ဒီယင်းနှမြုပ်နှံမှုကဘာပုံစံနဲ့တူလဲပေါ့နော်ပြီးတော့အရင်နဲ့အမျက်နဲ့လေးတွက်ပြပေးသွားပါဦးနော်ခိုကအရင်ဆုံးမိတ်ဆက်ချင်းနဲ့တူတူပေါ့နော် thank you ပါဟုတ်ကဲ့ပါဒီနေ့အားလုံးကိုတွေ့ရလို့ဝမ်းသာပါတယ်ဆိုတော့ကျမတို့ရဲ့ digital စီးပွားရေးကနေအားလုံးကိုပြန်ကြိုဆိုတယ် August လတည်းရောက်လာပြီဒီနှစ်တည်းမှာ2026ခုနှစ်မှာတို့တွေကအိမ်မက်တွေကြီးမှတ်ပြီးတော့မှာပေါ့နော် action ယူကြတဲ့သူအများကြီးရှိတယ်ဆိုရင်တော့နှစ်ကုန်တော့မယ်နှစ်လပွဲလည်းရောက်နေပြီအဲ့အတွက်ကျမတို့ပုံစံ stay at home moms day ပေါ့နော် company မှာအလုပ်လုပ်နေတဲ့သူတွေဘွားကို changes လုပ်ချင်တယ်ဆိုရင်တော့ကျမတို့စီးပွားရေးကနေဝင်ရောက်လေ့လာကြည့်ဖို့အားလုံးကိုဖိတ်ခေါ်ခြင်းနဲ့ကျမတို့ရဲ့ live ကိုလည်းအဆုံးထိကြည့်ဖို့ရန်အတွက်ဖိတ်ခေါ်ခြင်းနဲ့ပေါ့နော်ကျမနာမည်ကတော့ Elizabeth Sian တွေဖြစ်တယ်ကျမနေတာကတော့ California State မှာနေပါတယ်လို့နော်ကျမ West Coast ပဲပေါ့နော်ဆိုနေရာဖြစ်တယ်တကယ်ပဲဒီစီးပွားရေးကကျမရဲ့ lifestyle တစ်ခုလုံးကိုပြောင်းလဲပေးပြီးတော့မှပညာပို့လို့တော့အများကြီးပေးတဲ့စီးပွားရေးတစ်ခုလည်းဖြစ်တယ်ကျမစီးပွားရေးလုပ်လာတာဆို6နှစ်ကျော်ရှိပါပြီလို့နော်ဒီစီးပွားရေးအားသာချက်တွေကတော့ပြောလို့မကုန်ပေါ့နော်အခုထိလည်းလေ့လာသိယူနေရတယ် AI နဲ့ပတ်သက်ပြီးတော့ဆိုရင်လည်းခေတ်နဲ့အညီသွားနေတဲ့စီးပွားရေးတစ်ခုဖြစ်တဲ့အတွက်ပေါ့နော်အရန်ကိုကောင်းတယ်ဆိုတာပြောပြချင်တယ်ကျမကဘာကြောင့်မို့စီးပွားရေးကိုစခဲ့တာလဲဆိုတော့အဓိကတော့သားလေးနဲ့အတူအိမ်မနေခြင်းလို့ဆိုပြီးတော့စခဲ့တာအခုဆိုသား3ယောက်လောက်ရှိပြီပေါ့နော်ဆိုတော့အိမ်မက်တွေလည်းပြည့်စုံနေပြီဖြစ်တယ်တကယ်ပဲ blessing ဖြစ်တယ်ပေါ့နော် okay ဒါဆိုရင်တော့ကျမ coach ကြောင့်လည်းရက်တည်နေပြီးတော့မှစီးပွားရေးမှာစီးပွားရေးအောင်မြင်ခြင်းတဲ့သူတွေစီးပွားရေးလုပ်ကိုင်နေတဲ့သူတွေ mentor အများကြီးကိုလည်းဦးစီးဦးဆောင်ပြီးတော့မှ coach တွေအများကြီးကိုလည်းဦးစီးဦးဆောင်နေပြီဖြစ်ပါတယ်ကျမနဲ့အတူလက်တွဲတဲ့ coach တွေအများကြီးလည်းရှိလာဖြစ်တဲ့အတွက်ဂုဏ်ယူရတယ်ဆိုတော့ okay ဆိုတော့ဒီမိကွန်းလေးကိုကျွန်မဖြေပေးမယ်မတ်တီရင်းနှီးငွေဘာကြောင့်မို့လိုအပ်တာလဲဘာလို့ကြောက်နေကြလဲဆိုတော့ဗောနော်သူတို့ကစီးပွားရေးလို့မမြင်လို့ဖြစ်မှာပေါ့နော်ကြောက်နေကြတဲ့သူတွေကတော့စီးပွားရေးတစ်ခုလို့မစင်းစားရင်တော့မတ်တီရင်းနှီးငွေကိုတော့မစင်စားဘူးမြန်မာနိုင်ငံသားတွေကဘာပဲလိုချင်လဲဆိုတော့အမျက်ပဲလိုချင်တယ်ဗောနော်အရင်မလိုချင်ဘူးဗောအရင်မရှိရင်တော့အမျက်မရှိဘူးစီးပွားရေးလုံးမှာပဲစီးပွားရေးနဲ့အလုပ် employee နဲ့လုပ်ငန်းရှင်နဲ့ဆိုတော့ကွာချတယ်ဆိုတော့ပြောသလိုအလုပ်သမား mindset ကတော့ဘာမှရင်းစရာမလိုဘူးအလုပ်ရှင်အလုပ်ကိုသွားလုပ်မယ်ဆိုတော့ပြောသူတို့မှာရှိတဲ့ skills ပေါ့နော်အဲ့ဒါမှရင်းနှီးမြှုပ်နှံမှုရှိတယ်ဆိုတော့ကိုယ်အလုပ်ရှင်ကကိုယ်မှာဘာမှမရှိဘဲနဲ့တော့ဘာမှပေးမှာမဟုတ်ဘူးလေနော်တချို့လူတွေကကြောင်းတက်ကြတယ်အဲ့ဒါလည်းရင်းနှီးမြှုပ်တစ်ခုပဲလေနော်ကိုယ့်ကနေကို skills ကိုယ့်ကနေကိုရင်းနှီးမြှုပ်နှံရတယ်ပတ်စံတွေအများကြီးပေးပြီးတော့ကြောင်းတက်ရတယ် graduate ဖြစ်တယ်ဖြစ်ပြီးတော့ကိုယ့်ရဲ့ဝင်ငွေလည်းတိုးသွားတယ်အဲ့ဒါလည်းရင်းနှီးမြှုပ်နှံမှုတစ်ခုပဲဒါပေမဲ့မြန်မာပြည်ကလာတဲ့ခုမှအင်္ဂလိပ်စကားသိမတက်ဘဲနဲ့တော့အလုပ်ကျန်းတွေပဲရမှာလीနော် production တွေပဲလုံးဝဟိုအလုပ်ကျန်းလုပ်တော့တသက်လုံးအဲ့ဒီအလုပ်ကျန်းတဲ့ကိုကလှုပ်လှုပ်နေမယ်ဆိုရင်တော့ပတ်စံတော့အနည်းငယ်ရပေမဲ့ကိုမှ skill set ကိုရဲ့ရင်းနှီးမြှုပ်နှံမှုတွေ investment တွေမရှိဘူးဆိုရင်တော့တိုးတက်ဖို့အရင်ခက်တယ်ပေါ့နော်ပြောချင်တာကအလုပ်ရှင်တောင်မှပဲကိုအလုပ်ခန့်တဲ့သူတွေကိုကြည့်တဲ့အခါမှာကိုယ့်ပေါ်မှာရှိတဲ့အရေးချင်းနဲ့ကြည့်ပြီးတော့ခံကြတာဖြစ်တယ်ပေါ့နော်အဲဒါကြောင့်ဘယ်ရမဆိုတော့ရင်းနှီးမြှုပ်နှံမှုရှိရတယ်ဆိုတော့ပြောတဲ့ပညာနဲ့ရင်းနှီးမြှုပ်နှံတဲ့သူရှိတယ်ပြီးတော့မှကိုပိုင်စီးပွားရေးလုပ်ကြတယ်ပေါ့နော်အခု US ကိုရောက်လာကြတယ်ကျမတို့ဆိုရင်လည်းနံပါတ်1ချက် skill set ဆိုရင်တော့ဒီမှာရှိပြီးသားသူတွေနဲ့ရှင်တော့အရင်နှိမ့်တာဖြစ်တဲ့အတွက်အလုပ်လုပ်တဲ့အခါမှာခက်ခဲမှုတွေရှိတယ်အလုပ်သမားအလုပ်နေတဲ့ဝင်နေဆိုရင်တော့ချက်ချင်းလက်ငင်းပတ်စံရတယ်เนาะချက်ချင်းလက်ငင်းပတ်စံရတယ် risk free ပေါ့နော်စိတ်ပူစရာမလိုဘူးမတည်ရင်းနှီးငွေစစရာမလိုဘူးလေเนาะမတည်ရင်းနှီးငွေမလိုဘူးအလုံးကြီးပတ်စံရင်းစရာမလိုဘူးပြီးတော့မှအမျက်ကြတော့ဘယ်လိုလာလဲဆိုတော့10နှစ်လောက်လဲဒီအမောင်းပဲရမယ်တစ်ချက်နှစ်ချက်ပဲပို့သွားမယ်နောက်နှစ်20လို့ရမယ်ပြီးရအလုပ်သမားဖြစ်တဲ့အတွက်ကိုယ့်ရဲ့အလုပ်ရှင်မျက်နှာကြည့်ရမယ်ပြီးရရင်
နှစ်30လောက်နေမှ retirement ရမယ်เนาะအသက်60ကျော်မှ68နှစ်အခုဖြစ်သွားပြီเนาะ68နှစ်မှ retirement income ရမယ်ဆိုတော့ဒါတော့ risk free ပေါ့လေနော်ဒါပေမဲ့စီးပွားရေးလုပ်မယ်ဆိုတဲ့အခါမှာစီးပွားရေးလုပ်တဲ့အခါမှာတော့မတည်ရင်းနှီးငွေရမဖြစ်မနေလိုအပ်တယ်ဘယ်စီးပွားရေးပဲလုပ်လို့ small business တွေရှိတယ် bigger business တွေဖြစ် company ပိုင်ရှင်တွေရှိမယ်ကြီးလာတဲ့၍တမှန်တဲ့၍ရင်းနှီးမြှုပ်နှံမှုလည်းများမယ်ရှုံးဘယ်လိုပြောမလဲအမြတ်လည်းများမယ်ဒါပေမဲ့ risk လည်းများမှာပေါ့လေနော်အဲ့ဒါကြောင့်မလို့ဘယ်ရမဆိုကိုကစီးပွားရေးတစ်ခုဆိုရယ်စီးပွားရေး mindset အရင်ရှိရတယ်ဆိုတော့ကျွန်တော်တို့စီးပွားရေးကိုကျွန်တော်ပြောတဲ့အခါမှာကျွန်တော်တို့က company မှာအလုပ်လုပ်ဖို့အလုပ်သမားခေါ်တာလို့ကျွန်တော်မပြောဘူး employee လည်းမပြောဘူးကျွန်တော်ပြောတာကအဓိကတော့ business digital business လို့ခေါ်တယ် business လုပ်ရမှာဖြစ်ပါတယ်ဆိုတော့ဒီစီးပွားရေးက business လုပ်ငန်းဖြစ်တဲ့အတွက်ရင်းနှီးမြှုပ်နှံမှုရှိမယ်ခုနပြောတဲ့ training skills တွေကျွန်တော်တို့သင်ပေးမယ်ကိုယ်ပိုင်စီးပွားရေးတစ်ခုမှာဘယ်လိုလှုပ်ဆောင်ရမလဲစီးပွားရေး company တစ်ခု example small business ပဲဖြစ် restaurant တစ်ခုပဲဖွင့်like ကျွန်တော် physically စီးပွားရေးပေါ့ digitally ဖြစ်တဲ့အခါမှာများသောအားဖြင့်သူတို့က everything free လို့တင်တာပေါ့နော် digital ဘိုင်းတော့တင်ယူလေ့လာမှုတွေအရင်လိုအပ်တာဖြစ်တယ် digital marketing တောင်ပညာသင်တောင်မှအနည်းဆုံး3000 4000လောက်ပေးရတယ်ဒေါ်လာဒါ cost ကိုတက်ရင်တော့မှအရင်စီးကြည့်တာဖြစ်တယ်ဒါပေမဲ့ဒီစီးပွားရေးမှာတော့ digital marketing နဲ့ပတ်သက်တဲ့ပညာရေးသင်ပေးတယ်စီးပွားရေးကိုကိုယ့်ရဲ့အိမ်ကနေပြီးတော့မှနော်တခြား physical စီးပွားရေးဆိုင်ခန်းဖွင့်ရမယ်ဒီစီးပွားရေးက online ကနေဆိုင်ခန်းက website ဖြစ်တယ်နော်ကျမတို့ရဲ့ domain တွေကျမတို့ website တွေကတကဘာလုံးကိုဖြန့်ပြီးတော့မှစီးပွားရေးလုပ်ရတာဖြစ်တယ်အဲ့တော့အိမ်မှာသာထိုင်နေပေမဲ့တကဘာလုံးကိုလှည့်နေတဲ့စီးပွားရေးဖြစ်တယ်ပေါ့နော်အဲ့ဒါ digital kit ရဲ့စီးပွားရေးလေ့လာဖြစ်တယ်ကျွန်တော်တို့များသောအားဖြင့်အမြင်မကျဲတဲ့အခါမှာ physical စီးပွားရေးကိုတမ်းပြောလိုက်ဆိုင်ခန်းတွေမြင်တယ်ဆိုင်ခန်းတစ်ခုခုဖွင့်နေမှ physically product တစ်ခုခုရှိနေမှဆိုပြီးတော့ကျွန်တော်တို့ကအဲ့ဒီအတွေ့ကိုတွေးကြတာအဲ့ဒါကြောင့်မို့လဲ digital စီးပွားရေးလို့ပြောတယ်မှာသူတို့စိတ်ထဲမှာကွန်ပျူတာနဲ့အလုပ်လုပ်နေရတဲ့အလုပ်သမားဆိုပြီးအတွေးရှိလို့လဲရင်းနှီးမြှုပ်နှံမှုပြောလာတဲ့အခါမှာသူတို့တွန့်သွားတဲ့သူတွေရှိတာပေါ့နော်ကျွန်မဆိုတဲ့သဘောကျတာကစလိလာခဲ့ရစီးပွားရေးဆိုတဲ့အမြင်နဲ့ကျွန်မစတယ်စီးပွားရေးလုပ်မယ်ဆိုတဲ့အမြင်နဲ့စတယ်ဟုတ်တယ်ကျွန်မလည်းအဲ့ဒီတွေးခဲ့ဥပါတယ်$149မပေးခင်တော့ပေါ့နော် digital marketing ဆိုကိုအလုပ်လုပ်တဲ့ချိန်မှာ hourly ပတ်စံပေးမယ်သိရမလား hourly ပတ်စံရမယ်ပေါ့နော်အဲ့လိုထင်ခဲ့တာဒါပေမဲ့အဲ့လိုမဟုတ်ဘဲနဲ့ကိုပိုင်စီးပွားရေးတစ်ခုကိုတည်ဆောက်ပြီးတော့မှငွေရလဲကိုပုံမှာမူတည်တယ်ဆိုတော့ကိုတွေးသွားတဲ့အခါမှာရင်းနှီးမြှုပ်နှံမှုကျွန်မစလာခဲ့တဲ့အတိုင်းပဲကျွန်မတစ်ခေါက်ပဲရင်းခဲ့တာဖြစ်တယ်ကျွန်မစီးပွားရေးစာတော့ကမတည်ရင်းနှီးငွေတစ်ခေါက်ပဲရင်းခဲ့တယ်အဲ့ဒီတစ်ခေါက်ကအခုချိန်ထိ6နှစ်ကျော်ရှိပြီကျွန်မကိုဝင်ငွေတစ်နှစ်ကိုသိန်းကနန်းနဲ့ချီပေးနေတယ်နော်တောင်းကနန်းနဲ့ချီပေးနေတယ်လာစဉ်တကယ်ပဲမှန်ကန်တဲ့စီးပွားရေးတစ်ခုဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကအရန်ကိုတော့အခုဆိုရင်လည်းအခုဒီနောက်ပိုင်းတွေမှာဆိုရင်လည်း commission တွေအများကြီးရနိုင်တဲ့အခွင့်အရေးတွေအများကြီးရှိနေတာဖြစ်တဲ့အတွက်တစ်ခေါက်ရင်းလိုက်ရုံနဲ့ဒေါ်လာ2000ကနေ6000တိ commission ရနိုင်တဲ့အခွင့်အရေးကြီးတွေရရှိမှာဖြစ်ပါတယ်အဲ့လောက်အမြတ်ရှားတယ်ပေါ့နော်တခြားစီးပွားရေးမှာတောင်းကနန်းလောက်ရင်ထောင်ကနန်းလောက်ရင်လိုက်ရုံနဲ့အမြတ်ရဖို့ဆိုတော့တော်တော်လေးခက်တယ်မြန်မာပြည်ကနေအထည်လိပ်ပဲဝယ်နော်စီးပွားရေးဘယ်လောက်လုပ်လို့တချို့လူရအဲ့ဒီ digital စီးပွားရေးလည်းကောင်းကအထည်ပဲရောက်မယ်လောင်းလိုက်တနေ့နေသူတို့လည်းပြောင်းသွားတာပဲပြန်ရင်းရတယ်ပဲစီးပွားရေးမဆိုသိတယ်မလားပစ္စည်းတွေကပြန်ထည့်ရပါချေဒီမှာဒီစီးပွားရေးကတစ်ခေါက်ရင်းလိုက်တစ်လုံးစီးပွားလုပ်လို့ရတယ်ပြန်ထည့်ခြင်းလည်းကိုယ့်အတွက်အမြတ်ပဲဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အရင်နေပြီးတော့အမြတ်များတဲ့စီးပွားရေးကတော့ဒီတစ်ခုတော့ကျွန်မအရင်မြင်တယ်ပေါ့နော်တခြားစီးပွားရေးတော့မရှိဘူးအရင်နေတဲ့အမြတ်အရင်များတယ်အမြတ်ကလည်းတစ်လုံးတစ်လုံးလို့ရတဲ့အပြင်ကိုသားစဉ်မြေဆက်တီပေါ့နော်ပြန်ပြီးတော့အမွေပေးလို့ရတယ်ဖြစ်တယ်ဒီစီးပွားရေးကနှစ်90ကျော်ဒီ company ရဲ့ရပ်တည်နေတာဖြစ်တဲ့အတွက်ကျမတို့ဆိုရင်လည်းသားသမီးတွေမီးတွေထီတောင်မှာပေါ့နော် generation တစ်ခုလုံးเนาะသားစဉ်မြေဆက်တစ်ခုလုံးဟာဒီစီးပွားရေးဝင်ငွေနဲ့ရက်တည်နေတဲ့သူတွေအများကြီးတွေ့နေပြီဖြစ်တယ်။အဲဒီတော့ကျမလည်းအိမ်မက်လည်းအဲ့လိုပဲကျမပဲမဟုတ်ဘဲနဲ့ကျမရဲ့သားသမီးတွေလက်ဆင့်ကမ်းပြီး retirement income နဲ့အေးစေးနေဖို့ရန်အတွက်ဒီစီးပွားရေးဖြစ်ပါတယ်။အဲဒါကြောင့်မလို့တချို့ရင်းနှီးငွေမြတ်တည်ရင်းနှီးငွေရှိရလို့ပြောမှတွန့်သွားတဲ့သူတွေကတော့စီးပွားရေးလုပ်ချင်လို့မဟုတ်ဘဲနဲ့အလုပ်သမားပဲလုပ်ချင်လို့ပြောပါတော့။တလုံးအလုပ်သမားလုပ်ပေါ့နော်။ဆိုတော့ဒီစီးပွားရေးကတော့စီးပွားရေးဖြစ်ပါတယ်။ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့အတွက်ရင်းနှီးမှတ်တည်ရင်းနှီးငွေရှိမယ်။အဲ့ဒါအဲ့တိုင်းပဲလေအမြက်လည်းများပါတယ်ဆိုတော့အဲ့အလုတ်သမားနဲ့အလုတ်ရှင်နဲ့ဘာကွာသွားလဲဆိုတော့အလုတ်သမားကရင်းနှီးစရာမလိုဘူးတခါတည်းတန်းဝင်တယ်တခါတည်းလာစားရတယ် like တစ်နှစ်မှာတော့ looks like မြက်နေရလို့ထင်ရပါတော့အလုတ်သမားတော့ဒါပေမဲ့10နှစ်လောက်မှကြည့်တဲ့အခါမှာ10နှစ်မို့2နှစ်3နှစ်လောက်ကြည့်တဲ့အခါမှာတော့မှပဲအလုတ်ရှင်ကြတော့ company စီးပွားရေးတကယ်ကိုယ့်ဘာကိုစီးပွားရေးသမားတွေကြတော့အမြက်ကကိုယ်မှမူတည်တယ်ကိုစူးစမ်းသမျှအရာအလုံးက
တလမှာဝင်ငွေ1000လဲရရှိနိုင်တယ်2000 3000 5000တိတနည်းနည်းနေတဲ့အခါမှာအမြတ်တွေအစပေါင်းများရရှိနိုင်တယ်အလုပ်သမားက maybe အစဝင်ကြတဲ့ကတလကိုတော့2000ရတယ်ဆိုရင်လုပ်ငန်းရှင်ကတော့တလ2လလောက်မှာတော့အမြတ်မရသေးပေမဲ့နောက်4-5လလောက်တဲ့ခါမှာ1000လဲရတော့တယ်2000လဲရတော့တယ်အဲ့ဒီလူအလုပ်သမားလုပ်တဲ့သူတွေအစပေါင်းများတိုးတယ်ဒါကျွန်မရဲ့ experience ဆိုရင်တော့ကျွန်မ company မှာလုပ်ခဲ့တော့ကတစ်နှစ်ဝင်ငွေကိုဒေါ်လာ4000ပဲရတာဖြစ်တယ်4000ကျော်ပဲရတာဖြစ်တယ်ဒါ full time ကျွန်မလုပ်ခဲ့တာဖြစ်တယ် over time ပြီးပါတယ်နဲ့ဒါပေမဲ့ဒီစီးပွားလုပ်ပြီးတော့မှ9လနေပြီးသွားတဲ့အခါမှာတနှစ်ဝင်ငွေ9000ကျော်တိကျွန်မရခဲ့တာဖြစ်မဟုတ်တစ်လဝင်ငွေကဒေါ်လာ9000ကျော်တိရခဲ့တာဖြစ်ကျွန်မရဲ့တနှစ်ဝင်ငွေကကျွန်မရဲ့တစ်လဝင်ငွေဖြစ်သွားတယ်အဲ့ဒါကစီးပွားရေး business ဆိုတာဒါကိုပြောတာဖြစ်တယ်အခုဘာစီးပွားရေးပဲလုပ်လို့အစမှာတော့ရင်းနှီးမြှုပ်နှံမှုရှိပေမဲ့အဲ့အရင်ကိုနှုတ်လိုက်တယ်ဆိုရင်တော့မှကျွန်မရဲ့အမြတ်ကအများကြီးတာသေးတယ်ဆိုတော့အဲ့ဒါကြောင့်ဒါပေမဲ့ company မှာလုပ်နေတော့10နှစ်နေလဲဒီ amount ပဲ100 200 1000ပဲတိုးလာမယ်10နှစ်နေတဲ့အခါမှာ life ကိုကြည့်အရန်ကွာတယ်အမြတ်ကအရန်ကွာပါတယ်လို့အဲကြောင့်ကိုပိုင်စီးပွားရေးလုပ်ပွင့်ရတော့အားလုံးကိုကြိုးဆိုတယ်ပြီးတော့မှဆိုတော့ပြောဒီစီးပွားရေးက digitally marketing ဖြစ်တဲ့အတွက် digitally စီးပွားရေးလုပ်တာဖြစ်တဲ့အတွက်ခေတ်နဲ့ညီသွားနေတဲ့စီးပွားဖြစ်ဆုံးရှုံးခြင်းမရှိဘူးပညာဖို့တိုးတယ်ဝင်ငွေတိုးတယ် income with no ceiling unlimited income လည်းရရှိနိုင်ပါတယ်လို့အဲဒီကွာခြားမှုလေးပြပြချင်ပါတယ်အဲ့အတွက်စီးပွားရေးတကယ်လုပ်ချင်တဲ့ online ဘဝမှာနေရာတနေရာကိုပိုင်စီးပွားရေးကိုအိမ်မှာလုပ်ချင်တယ်ဆိုရင်တော့ဒီစီးပွားရေးကတော့အကောင်းဆုံးဖြစ်မယ်လို့ယုံကြည်ပါတယ်။ Okay ပါဒါဆိုရင်တော့ဒီကမတ်အုံမာကိုပြန်လဲပြီးတော့မှမိတ်ဆက်ချင်ပါတယ်မတ်အုံမာမိတ်ဆက်ပြီးတော့မှဘာကြောင့်မို့ဒီစီးပွားရေးကိုစခဲ့ရလဲဒီစီးပွားရေးစပြီးတော့မှဘာတွေတိုးတက်မှုရှိပြီးတော့မှဘာတွေကိုသဘောကျမိလဲဘာတွေသင်ယူမိလဲဆိုတဲ့အကြောင်းလေးကိုလေ့လာမျှဝေပေးပါအောင်နော်ဟုတ်ကဲ့ကိုရှင်မေးခွန်းအတွက်ကျေးဇူးပါကျမကဒီမန္တလေးမြို့မှာမိဘများနဲ့တူနေထိုင်ပြီးတော့ဒီ digital business ကိုလုပ်ကိုင်နေတဲ့ business owner တယောက်ဖြစ်ပါတယ်ကျမငကိုလာခဲ့တဲ့ background ကတော့အရင်တုန်းက finance background ဘက်ကပါကျမက accountant and auditor ဖြစ်လုပ်ကိုင်ခဲ့ပြီးတော့ကိုယ်ပိုင် business တစ်ခုကိုစတင်မယ်ဆိုပြီးတော့မလုပ်ဆောင်ဖြစ်ခဲ့ပဲနဲ့ delay ဖြစ်နေခဲ့တဲ့ကာလရှည်သွားတယ်ပေါ့နော်အခုကျမကိုယ်ပိုင်တကယ် online ဒီ business တစ်ခုကိုကိုယ်ပိုင် business တစ်ခုကိုစပြီးလှုပ်ဆောင်မယ်ဆိုတဲ့အခါကျတော့ကျမ online shop လုပ်မယ်ဆိုပြီးတော့ကျမရွေးချယ်ခဲ့တယ်ပေါ့နော်အဲ့တော့ online shop ပြီးလုပ်မယ်ဆိုတဲ့အခါမှာကျမကလေ့လာစရာရှိတာတွေဒါလိုက်လေ့လာရင်းနဲ့ကျမကဒီ digital business ရဲ့ကြော်ညာကိုကျမတွေ့သွားပြီးတော့ကျမစိတ်ဝင်စားသွားတယ်ပေါ့နော်အဲ့တော့ကျမကစိတ်ဝင်စားတဲ့အတွက်ကျမက step by step ကျမအခုအစစ်အစစ်လေ့လာပြီးမှဒီ digital business ရဲ့ဒီ system and benefit ကိုသဘောကျလို့ကျမကလုပ်ကင်ခဲ့တာဖြစ်တယ်ပေါ့နော်ဒီ digital business ကိုလုပ်ကင်ခဲ့တယ်ဆိုတာကလည်းကျမငကိုလုံးမဲ့ online business ကျမချိန်ထိုးပြီးကြည့်တဲ့အခါမှာပထမဦးဆုံးအနေနဲ့ကကြတော့သူကဒါကကျမအသက်အရွယ်နဲ့ဆိုလို့ရှိရင်ကျမတို့လိုတက်လက်ပိုင်းအသက်အရွယ်နဲ့ကြရင်ကိုပိုင် business ကို online shop လုပ်မဲ့အချိန်မှာကိုယ်တိုင်ပဲကိုတယောက်တည်းပဲ delete ပို့မှလေကိုပဲကားနဲ့ဆိုင်ကယ်နဲ့ကိုသွားပို့ပဲနောက်အိမ်ထဲမှာဒီ store တွေအတွက်လည်းထားဖို့ရလဲပြင်ရဆင်ရအောင်မယ်ဆိုတဲ့အဲ့ဒီခရီးကထတွေရဲ့နောက်ကျမတို့ကိုကဒါဒီ finance ကလာခဲ့တာဒီလိုစည်ရင်းစရာတွေကိုတယောက်တည်းလုပ်ရမယ်ဆိုတော့ကြတော့လေနည်းနည်းတော့စိတ်ကနည်းနည်းတော့အဆင်မပြေဘူးပေါ့နော်ဒီ business ကိုလေ့လာတဲ့အခါမှာကြတော့ကျမအနေနဲ့ဒီလိုကိစ္စတွေကြတော့သူက system ကဝန်ထမ်းပေးတာဒီ business ရဲ့ကောင်းခြင်းကသူများနဲ့မတူတာကသူကproven system ပါပြီးသားဖြစ်တဲ့ဒီ proven system က90%လုပ်လို့ပြီးတော့ကျန်တဲ့10%ကကိုဖာကိုပဲလုပ်ရမယ်ဆိုတော့ခုနကျမစိုးရိမ်နေတဲ့ကျမမလုပ်ချင်တော့တဲ့အပိုင်းတွေအားလုံးကဒီ system ကသူကထမ်းသွားပြီးသားဖြစ်တဲ့အတွက်ကျမဒီတစ်ချက်ကလေး business ကိုသဘောကျတယ်နောက်ပြီးတော့ကျမတို့လိုနည်းနည်းအခြေခံအားဖြင့်ဒီကွန်ပျူတာတို့ဘာတို့နဲ့ဒီ social media ဘိုင်းနဲ့သုံးစားရှိတဲ့လူအနေနဲ့ကကြတော့ဒီ digital ဒီလို era ခေတ်မှာကြတော့ကိုယ်ပိုင် website နဲ့ကိုယ်ပိုင်ဒီလိုမျိုးလုပ်ရမယ်ဆိုတော့ဒါကကျမကကြတော့လုပ်လဲလုပ်ချင်တယ်လုပ်မယ်ဆိုလဲကျမ smart ကြတာကိုပူကြိုက်တဲ့လူဆိုတော့ဒါလည်းဒီ business ကကျမအတွက်ဆက်ဆောင်ခဲ့တဲ့အချက်တစ်ချက်ပေါ့နော်အဲ့တော့ကျမဒီလေးလာပြီးတော့ဒီ business ကိုဆက်ပြီးလေးလာပြီးတော့လုပ်ကင်တဲ့အခါမှာကျမကအရင်တုန်းကကျမအရင်ကိုယ်ပိုင် business လုပ်မယ်ဆိုရင်တွေးထားခဲ့တာနဲ့မတူတဲ့တစ်ချက်ကကျတော့ဒီ business မှာကျတော့သူကငွေရေးကြေးပိုင်းတင်အဓိကမဟုတ်ဘဲနဲ့ mindset တွေပါပြောင်းပေးတယ်နောက်ပြီးတော့ကျမတို့ဒီခေတ်မှာတိုးတက်လာတာနဲ့အညီသူက
အကုန်လုံးကိုကျမဆိုတာဗမာပြည်မှာနေတာဒါပေမဲ့ကမ္ဘာနဲ့အရင်မောင်တန်းနိုင်အောင်ဒီ technical ဘိုင်းကစအကုန်လုံးသူက supporting ပေးထားတယ်နောက်ပြီးတော့ကျမတို့ရဲ့ရှေ့မှာအောင်မြင်နေတဲ့သူတွေကသူတို့ရဲ့အောင်မြင်မှုတွေကိုသူတို့ဖြတ်သန်းခဲ့တဲ့ဟာမှာသူတို့မှားခဲ့တဲ့အမှားတွေကိုပေးတည်ပြီးတော့ဒီလိုလုပ်ရင်ဒီလိုဖြစ်တတ်တယ်ဘယ်လိုဆိုတာကိုသူတို့ကပုံပွင့်လင်းလင်းဒါ share လုပ်ပေးတဲ့တစ်ချက်ပေါ့နော်အထူးကအကြီးကပြောချင်တာကတခြားဆိုရင် business တူရင်လုပ်ငန်းတူမယ်ဆိုရင်သူကပြိုင်ဆိုင်မှုတွေရှိတယ်ဒီမှာကျတော့ပြိုင်ဆိုင်မှုရလို့မဟုတ်ဘဲနဲ့ sharing လုပ်ပေးတယ်ကျမတို့ဒီ business မှာအဓိကကြတဲ့တစ်ချက်ကလည်း sharing is the carry ဆိုတဲ့ဟာကလည်းဒါကကျမတို့ business မှာလည်းဒါတော်တော်လေးအဓိကကြတဲ့အချက်ပေါ့နော်ကျမကအဲ့တော့လောက်လာတဲ့အခါမှာကိုယ်တိုင်လည်းသူများကို sharing လုပ်ပေးရတာသဘောကျသလိုသူများရှိရလဲတင်ယူရတာလဲကျမသဘောကျတယ်ကျမတို့လိုဒီလိုအသက်အရွယ်နေနေဆိုတာကနောက်တစ်ချိန်မှဆိုရင်ဒါကအိုမင်းလာတော့မှဒါပေမဲ့တင်အများနဲ့တင်ယူခြင်းကနေကျမတို့ကဝင်ငွေရှာရတဲ့ business ဆိုတော့ကိုယ့်ရဲ့အုံနောက်ကိုလည်းဒါအလုပ်ပေးရရတယ်ကိုယ့်ရဲ့ personal ဘိုင်းမှာလည်းဒါက growth ဖြစ်လာတယ်ပေါ့နော်အဲ့တော့ကျမမလုတ်ကန်ပြီးနဲ့လုတ်ကန်ပြီးမှဆိုလို့ရှိရင်ဒါကကျမအတွက်ကတော့ personal ဘိုင်း group ဘိုင်းလည်းတိုးတက်လာတယ်နောက်ပြီးတော့ကျမဝေးကွာနေတဲ့အရင်တော့ကကျမကအင်္ဂလိပ်စာနဲ့ပတ်သက်ရင်ကိုလေ့လာထားရရှိပေမဲ့ apply လုပ်ခွင့်သိမရခဲ့ဘူးကုမ္ပဏီမှာတော့လုပ်တာတော့လုပ်ခဲ့တာပေါ့နော်ဒီမှာကျတော့ပြန်ပြီးတော့ဒီ language ဘိုင်းမှာကိုကပြန်ပြီး in-touch ဖြစ်လာ attention ဖြစ်လာတယ်ပေါ့နော်အဲ့ဒါအတွက်ကလည်းကျမအတွက်ကစိတ်ကျေနပ်မှုရစရာကောင်းတဲ့ business ပါပြီးတော့အတူတူဒီကိုယ့်ရဲ့ရှေ့မှာကိုယ့်ရဲ့မြန်မာပြည်ကနေလောက်ကိုင်းနေပြီးတော့ဒီလိုမျိုးသမီးတွေဒီလိုအောင်မြင်နေတဲ့ခါကြတယ်သူတို့လည်းဒီလိုအောင်မြင်နိုင်တယ်ဆိုတော့ကိုယ့်ရဲ့ပန်းနိုင်ကိုကထင်ထင်ရှားရှားကြီးလည်းမြင်နေရတဲ့အတွက်ကိုယ့်အတွက်ကပန်းနိုင်ရှိကိုရောက်ဖို့ပဲလိုပါတယ်အဲ့တော့ကျွန်မကဒီ business ကိုရွေးချယ်ခဲ့တဲ့ business ကိုဒီလုပ်ကိုင်ခဲ့တဲ့အတွက်ကျွန်မအချိန်နဲ့အားရပါတယ်ဟုတ်ကဲ့ကျေးဇူးပါအဲ့လိုမေးကြည့်နေကျွန်မဒီဘက်ကမောင်လေးငိမ့်ကိုကျွန်မမေးခွန်းလေးမေးပါမယ်မောင်လေးကဒီ business ကိုမလုပ်ကိုင်ခင်နဲ့လုပ်ကိုင်ပြီးတဲ့အချိန်မှာမောင်လေးအနေနဲ့ဘယ်လိုများကွာခြားချက်တွေဘယ်လိုများတိုးတက်ပြောင်းလဲမှုတွေမောင်လေးဘက်ကရှိလာပါတလဲအဲ့ဒါလေးဖြည့်ပေးပါဒီချိန်ဒီဆက်ရှင်နဲ့အတူမောင်လေးဟုတ်ကဲ့မင်္ဂလာပါအခုလိုမျိုးဒီစင်ဆက်ရှင်မှာပဝန်ခွင့်ရတဲ့အတွက်လည်းအရန်ကိုမဝမ်းသာဂုဏ်ယူမိပါတယ်မိကုမေးပေးတဲ့အမအောင်မချုံကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျကျွန်တော်ကတော့ကိုငိမ့်မှာယခုလက်ရှိစင်ကာပူနိုင်ငံမှာ full time လုပ်ကိုလုပ်ကိုင်ရင်းနဲ့အားလက်ချိန်မှာ online digital business ကိုတွဲဖက်လုပ်ကိုင်နေတဲ့ digital business owner တယောက်ပဲဖြစ်ပါတယ်တစ်ချိန်တည်းမှာပဲ digital business ကိုစိတ်ဝင်စားလို့လေ့လာခြင်းနဲ့မိတ်ဆွေတွေကိုလက်တွဲကူညီပေးနေတဲ့ business owner တယောက်ဖြစ်ပါတယ်ခင်ဗျာဒီကိုငင်းဒီ digital business ကိုမစတင်ခင်ချိန်တုန်းကနော်ကိုငင်းရဲ့ personally နဲ့personal ရပြောရမယ်ဆိုလို့ရှိရင်ကိုငင်းက introvert ဖြစ်တယ်တိတ်ပြီးတော့မှအသွားအလာတိတ်ပြီးတော့မှမရှိဘူးစကားပြောတာဆိုတာလည်းအဲ့လိုစကားများမပြောတတ်ဘူးလုံးဝကိုမှ introvert style ဖြစ်တယ်ဒီ Facebook ပေါ်မှာpost တင်တာလည်းရှားတယ်တပုတ်နေပါလေတင်နေဆိုတာလည်းရှားတယ်တင်ရင်လည်းစာလေးပဲတင်တာလောက်ပဲရှိတာပေါ့နော်အခုဆိုလို့ရှိရင်တော့ကိုယ်တိုင်တပုတ်နေရိုက်ဗီဒီယိုတွေရိုက်ဟာလား content တွေ create လုပ်နေပါပြီဒါက digital business ကိုစတင်လုပ်ကိုင်လာတဲ့အချိန်မှာ personally ပြောင်းလဲလာတဲ့ပြောင်းလဲမှုတစ်ခုဖြစ်ပါတယ်introvert ဖြစ်တာကမကောင်းဘူးလို့ပြောတာမဟုတ်ပါဘူးကိုအရင်က low profile နဲ့နေခဲ့တဲ့သူတယောက်ကနေပြီးတော့မှအခုဆိုရှင်အမြဲတမ်း social media မှာ show ရလောက်လာနိုင်တာကလည်းဒါကကို proud ဖြစ်တဲ့အရာတစ်ခုလို့သတ်မှတ်လို့sharing လုပ်ပေးခြင်းဖြစ်ပါတယ်နောက်တစ်ခုကကြတော့ကိုငင်းက digital business ကိုမလုပ်ခင်တုန်းကဆိုလို့ရှိရင်ဘာလို့ရမှာကိုယ့်ရဲ့အားလဲချိန်နေမှာဘာလို့ရမှာမသိဘူးဟလာဟိုဟာသိရင်ကောင်းမလားဒီဟာသိရင်ကောင်းမလားဟိုဟာလေးလေးလာရင်ကောင်းမလားဒါလေးလေးလာရင်ကောင်းမလားလူငယ်ဆိုတော့ရွေးချယ်စရာတကများတယ်အရန်ကိုမှပြာများတဲ့နေရာပေါ့နော်လမ်းဘယ်လမ်းကိုသွားရမှမသိလမ်းမှားတာမဟုတ်ဘူးလမ်းနေရာများနေတဲ့ခါကျတော့ကိုကဘယ်ဘာသာလေးလေးလာရမလဲ AI ကိုလေးလာရမှာလားစီးပွားရေးကိုလေးလာရမှာလားဘာကိုလေးလာလို့လေးလာမသိလမ်းတွေပြောင်းနေတဲ့အချိန်မှာအဲ့မှာ
ဒီ business ကိုတွေ့တဲ့အချိန်မှာငါတရားကို focus ထားပြီးဒါကိုလေ့လာမယ်ဟလာကိုအလောက်ကပြန်အားနေတဲ့အချိန်မှာဆိုလို့ရှိရင်ဒီတုန်းကစိတ်တွေလေလွင့်နေတယ်ဟိုဟာကိုတတိယသလိုလိုတရားကိုတတိယသလိုလိုအိမ်ကိုလွမ်းသလိုလိုတဲ့မလားဘာကို focus ထားလို့ထားရမှမသိကိုအဲ့လိုမျိုးလမ်းတွေပြောက်ဒီစိတ်တွေလေလွင့်နေတဲ့လူတစ်ယောက်ကနေအခုဆိုလို့ရှိရင်ကိုအလောက်ကနေပြန်လာရင်ကိုဘာလုပ်ရမလဲဆိုတော့ကိုသိနေပြီကိုမှငါမှအားတဲ့ချိန်မှာလှုပ်ရှားတစ်ခုရှိတယ်ဆိုတဲ့စိတ်ကဒီတရားအာယုံမလွတ်တော့ဘူးစိတ်ကိုတည်ငြိမ်စေတယ်ပေါ့နော်ကိုတရားကို focus ထားကိုရဲ့စိတ်ကတရားကိုတည်ငြိမ်လာတယ်စိတ်တည်ငြိမ်လာတယ်ပေါ့စိတ်မလေလွတ်တော့တဲ့ခါကျတော့ကိုပို့ပြီးတော့လည်းအားရလာတယ်နောက်တစ်ခုကကျတော့ကိုငင်းကအင်ခန်းတစ်ခုတည်းကိုမူတည်နေတဲ့အချိန်ဟလာဒီဖူတိုင်းအလုပ်တစ်ခုတည်းကိုပဲခုကြီးလုပ်နေတယ်ဆိုလို့ရှိရင်ခုကြီးမှာ anxiety တစ်ခုရှိတယ်ငါဒီအလုပ်ကိုမလုပ်နိုင်တော့ရင်ငါဒီအလုပ်ကနေပြုတ်သွားခဲ့ရင်တတ်ပြောမရဘူးဘယ်အောင်မှအခုအမခံပေးမထားဘူးငါဒီအလုပ်ပြုတ်သွားခဲ့ရင်ငါဒီအလုပ်မရှိတော့ရင်ငါဒီဝင်ဝင်မရှိတော့ရင်ငါဒီလစာမရတော့ရင်ငါဘဝကိုငါဘယ်လိုဆက်လက်ရည်တည်မလဲငါမိသားစုကိုငါဘယ်လိုထောက်ပံ့မလဲငါညီလေးတွေညီမလေးတွေရဲ့ကျောင်းပညာရေးကိုငါဘယ်လိုဆက်ပြီးတော့ထောက်ပံ့မလဲဆိုတော့ anxiety တစ်ခုကအတွေးတစ်ခုကအမြဲတမ်းရှိနေတယ်ပြောရမယ်ဆိုရင်ကိုလည်းအိမ်ကအဖေရောအမေရောဆိုလို့ရှိရင်လည်းအသက်ကြီးပြီဟုတ်လားသူတို့ကအလုံးမလုံးစီချင်တော့ပြင်မအလုပ်တွေမလုပ်စီချင်တော့နားစီချင်တယ်ဒါပေမဲ့ကိုကအမေတို့ဖေတို့နားတော့တာထောက်ပံ့မယ်တာရဲ့အမေတို့ကိုလှုပ်ကြွေးမယ်ဆိုပြီးတော့အာမခံပေးလို့မရဘူးဘာဖြစ်လို့လဲဆိုကိုယ်တိုင်ကကိုချစ်တဲ့ပုံမှာမရက်တည်နိုင်နေတဲ့အခါကိုယ့်ရဲ့မိသားစုကိုအာမခံပေးလို့မရဘူးအခုဆိုလို့ရှိရင်တော့ကိုယုံကြည်မှုပိုရှိလာပြီဟလာငါလူငယ်ပဲငါလုံနိုင်တယ်ငါမှအားလက်ချိန်တွေရှိတယ်ငါမှ energy တွေရှိတယ်ငါမှလေးလာတင်ယူနိုင်စမ်းတွေရှိတယ်ငါလုံနိုင်တယ်ဒီဟာကိုလုပ်ပြီးတော့မှငါဝင်ငွေရအောင်ရှာမယ်ရှာပြီးရင်ငါမိသားစုကိုငါထောက်ပံ့နိုင်ရမယ်ဆိုတဲ့ယုံကြည်မှုပိုရှိလာတယ်ဟလာတစ်ကိုင်းပေါ်မှာနားနေတဲ့ငှက်တကောင်ကဘယ်တော့မှတစ်ကိုင်းကြိုးကြမှာမကြောက်ဘူးဘာဖြစ်လို့လဲဆိုတော့ तू ကတစ်ကိုင်းကိုယုံကြည်လို့မဟုတ်ဘူးသူ့ရဲ့တောင်ပံကိုသူယုံကြည်လို့အခုဆိုရင်ကိုကြီးတောင်ပံလေးတွေရလာခဲ့ပြီပေါ့နော်အဲ့တောင်ပံကိုအားကောင်းအောင်အားဆိုင်ဖို့ပဲလိုတော့တယ်ဟလာတစ်ကိုင်းကြိုးကြမှာကိုကြောက်စရာမလိုတော့ဘူးကိုတောင်ပံကိုယုံကြည်ပြီးတော့တစ်ကိုင်းပေါ်မှာလည်းနားရင်းနဲ့ဒီမှာအလုံးလုံးရင်းနဲ့ဟလာကိုဘဝကိုရဲ့အနာဂတ်ကိုယ်တိုင်တည်ဆောက်လို့ရပြီကိုယုံကြည်မှုတွေပို့ပြီးတော့ရှိလာတယ်နောက်တစ်ခုကစောစောကအမပြောသွားတဲ့အထဲမှာလည်းပါတယ်အင်္ဂလိပ်စာနဲ့ပတ်သက်ပြီးကိုကြီးတို့နိုင်ငံခြားမှာဆိုလို့ရှိရင်ဟလာအင်္ဂလိပ်စကားကအမြဲတမ်းပြောရတယ်အင်္ဂလိပ်စာကမစိမ်ဘူးထိတွေ့နေရတော့မှန်တယ်ဒါပေမဲ့ဟလာလေ့လာဖို့အတွက်အချိန်တက်ကြီးအင်္ဂလိပ်စာလေ့လာဖို့အတွက်အချိန်တက်ပေးပါဆိုလို့ရှိရင်တော့အချိန်ဟိုဟာလို့တရားလို့နဲ့မအားဘူးအချိန်မပေးဖြစ်ဘူးဒါပေမဲ့ဒီစီးပွားရေးမှာကျတော့အလုံးလုံးနေရင်းနဲ့ကိုကသင်တန်းတက်နေတယ်လို့မျိုးအင်္ဂလိပ်စာတွေကရနေတာပေါ့နော်တနေ့ရဆိုလို့ရှိရင်ကိုကြီးရဲ့တငယ်ချင်းကဖုန်းခေါ်လာတယ် Messenger ကနေဗီဒီယိုကောခေါ်လာသူကအမြဲတမ်းခေါ်နေကြပြီပေါ့နော်အဲ့ဒါကိုငင်းက training ဗီဒီယိုtraining ကြည့်နေရင်းနဲ့ပေါ့နော်သူ့ကိုဗီဒီယိုကောကင်ထားတော့သူဆိုရှင်စီးပွားရေးဆိုဘာမှသူစိတ်ဝင်စားဘူး online စီးပွားရေးသူဆိုမှစိတ်ဝင်စားဘူးပတ်စံသူ့ပြောသူစိတ်ဝင်စားသူဒါပေမဲ့ကိုငင်းကြည့်နေတဲ့ training ဗီဒီယိုမှာအင်္ဂလိပ်လိုပြောသွားတယ်အင်္ဂလိပ်လို present လုပ်သွားတဲ့အချိန်မှာမင်းကအင်္ဂလိပ်လိုလုပ်တဲ့ presentation တွေကိုကြည့် training တွေကြည့်နေတိုင်းနဲ့ထိတွေ့နေတာဆိုတော့မင်းအလုပ်လုပ်ရင်းနဲ့အင်္ဂလိပ်စာတွေတိုးတက်လာမှာပေါ့နော်တဲ့သူကအဲ့လိုမျိုးပြောတော့ကိုအရင် proud ဖြစ်တယ်သူဆိုလို့ရှိရင်အမြဲသင်တန်းတွေတက်တယ်ဒါပေမဲ့သင်တန်းတက်တယ်ဆိုတာမှန်တယ်ကိုကြီးတို့လည်းအရင်ကသင်တန်းတွေတက်ခဲ့တယ် input တွေပဲရှိတယ်ကိုကြီးတို့ output ထုတ်လို့မရဘူးဘယ်မှာသွားထုတ်ရမှမသိဘူးကိုကြီးတို့ video editing ကြည့် content creation ပဲကြည့်ဘာ training ပဲကြည့်PowerPoint presentation ပဲသင်တန်းသွားတက်ဘယ်မှာသွားပြီးတော့ apply လုပ်ရမှမသိဘူးအဲ့ဒါကအရင်တုန်းကသင်တဲ့ဒီစီးပွားရေးကိုမလုပ်ခင်ကတော့ကိုလေ့လာထားသမျှလေ့လာတယ် input တွေထည့်တယ် input တွေထည့်တယ်ဒါပေမဲ့ဘယ်မှာသွားပြီးတော့မှ apply လုပ်ရမှမသိဘူးအဲ့လိုမျိုးဖြစ်နေတဲ့လူတစ်ယောက်ကနေအခုဒီစီးပွားရေးကိုစတင်လိုက်တဲ့အချိန်မှာဒီနေ့ input ထည့်တယ်မနေ့ပြန် apply ပြန်လုပ်လို့ရတယ်မနေ့ပြန် output ပြန်ထုတ်လို့ရတယ်ဒီနေ့သင်လိုက်တဲ့အရာကိုမနေ့ပြန်မှပြန်ပြီးတော့မှအသုံးချလို့ရတယ်ဆိုတော့အရန်ကိုမှလက်တွေ့ကြပြီးတော့အရန်ကိုမှကိုယ့်အတွက်ကောင်းမွန်တဲ့ system တစ်ခုပေါ့နော်ကောင်းမွန်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တယ်အလုပ်လုပ်နေရင်းနဲ့ပညာရေးသင်လို့ရတယ်အင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့မှတိုးတက်အောင်လေ့လာလို့ရတယ်ကိုယ့်ရဲ့ skill တွေကိုသင်လေ့လာလို့ရတယ်စီးပွားရေးလုပ်ငန်းတွေအများကြီးထဲမှာပေါ့နော်တချို့စီးပွားရေးကပတ်စံပဲရှာပေးနိုင်တဲ့အလုပ်တွေရှိတယ်ကိုကြီးလေ့လာခဲ့တဲ့စီးပွားရေးတွေမှာပေါ့နော်
အဲ့လိုပတ်စံကိုပဲ focus ထားတယ်ပတ်စံရဖို့ making money တခုပဲ focus ထားတယ်ကိုကြီးတို့စီးပွားရေးမှာကျတော့ငွေရှာရုံစီးပွားရေးလုပ်ငန်းတစ်ခုမဟုတ်ဘူးကိုယ့်ရဲ့ lifestyle တစ်ခုဖြစ်တယ်အဲ့လိုဒီကိုလစ်လာရင်တင်ယူရင်းနဲ့ပေါ့နော်လောက်ကန်ရတယ်ဒီပတ်စံတစ်ခုတည်းရဖို့ထက်ကို့မှာဒီကျွမ်းကျင်မှုတွေရလာတဲ့ content creation ပဲဖြစ်ဖြစ်အခုဆိုလို့ရှိရင် live stream ပဲဖြစ်ဖြစ် public speaking ပဲဖြစ်ဖြစ် leadership ပဲဖြစ်ဖြစ်မမို့လို့ဆိုလို့ရှိရင်တော့ leadership coach တို့ဆိုလို့ရှိရင်လည်းဒီ coaching pro ပတ်သက်ပြီးတော့ပေါ့နော် digital marketing နဲ့ပတ်သက်ပြီးတော့ experience တွေရလာတယ် skill တွေရလာတယ်အဲ့ဒီ skill တွေကဒီ digital business မှာမဟုတ်ဘူးအပြင်ဘယ်အလုပ်ကိုပဲလုပ်လို့ဒီ system ကြီးပြိုလဲသွားပါစေရောဒီအလုပ်ကြီးပြိုလဲသွားပါစေရောကိုမှအတွေ့အကြုံတွေရှိနေတယ်ကိုမှ skill တွေရှိနေတဲ့အတွက်ကြောင့်မလို့ကိုကဘယ်အလုပ်ကိုပဲ start ပြန်လုပ်လို့ဒီ skill တွေကနေပြီးတော့မှပြန်ပြီးတော့မှ start လုပ်လို့ရတယ်ပြန်ပြီးတော့မှပတ်စံပြန်ရှာလို့ရတယ်ဒါကဒီစီးပွားရေးကိုမစတင်ခင်ကနဲ့စတင်ပြီးတဲ့အချိန်မှာပြောင်းလဲလာတဲ့အမြင်လေးတွေပေါ့နော်နောက်တစ်ခုကကျတော့ကိုငင်းရွေးချယ်စရာတွေပိုရတာလို့ပိုရလာတယ်လို့ခံစားရတယ်ဘယ်လိုပြောရမလဲဆိုလို့ရှိရင်နိုင်ငံခြားမှာဘယ်လောက်ကိုငင်းမှာလက်ခံထားတဲ့ဒီလိလာတင်ယူခဲ့ရတဲ့စာသားလေးတစ်ခုရှိတယ်နိုင်ငံခြားမှာဘယ်လောက်ကြာနေတယ်ဆိုတာကပြဿနာမဟုတ်ဘူးနိုင်ငံခြားဆိုတော့တနေ့အိမ်ပြန်ရမှာပဲကိုအိမ်ပြန်သွားတဲ့အချိန်ကိုမှရွေးချယ်မှုဘယ်လောက်များတည်သွားနိုင်တယ်လဲဆိုတဲ့အရာကအရေးကြီးတယ်ပေါ့နော်ကိုဘလောက်ပဲကြာနေဘလောက်ပဲနှစ်တွေအကြာကြီး10 စုနှစ်တစ်ခုနှစ်ခုပဲနေတနေ့ကျရင်တော့ကိုအိမ်ပြန်ရမယ့်လူတွေကြီးပဲကိုကျွန်တော်နိုင်ငံခြားအလုပ်သမားတွေဆိုတာကလေတနေ့ကျရင်တော့ကိုအိမ်ကိုပြန်ကိုမြန်မာနိုင်ငံကိုပြန်ချရမှာကြီးပဲပေါ့နော်အဲ့လိုပြန်သွားတဲ့အချိန်မှာကို့မှာရွေးချယ်စရာတွေပသွားစီခြင်းတယ်ကို့မှာလုတ်ကင်စရာစီးပွားရေးလုပ်ငန်းတစ်ခုကိုတည်သွားတာပဲတည်သွားလို့ရတယ်ဒီစီးပွားရေးမှာဆိုလို့ရှိရင်ပေါ့နော်တည်သွားလို့ရတယ်အရင်တုန်းကဆိုလို့ရှိရင်ကိုကြီးမှာအဲ့လိုအမြင်တွေမရှိတယ်ဒီစီးပွားရေးကိုမလေ့လာခင်ဒီစီးပွားရေးကိုမလုတ်ကင်ခင်ကအဲ့လိုအမြင်တွေမရှိတဲ့ခါကျတော့ငါပြန်သွားရင်ငါဘာလုပ်ရမှာလဲငါဘောအစားကနေငါပြန်စားရမှာလားငါအဲ့လိုကိုဘာလို့ရမှာမသိဘသူ့ကိုမိခိုရမှာမသိဘူးဒါဘာစီးပွားရေးလို့ရမှာမသိဘလို့ပတ်စံရှာလို့ရှာမှာမသိကိုဘောကိုဘလို့ရက်ရမှာမသိဘူးဒါပေမဲ့အခုဒီစီးပွားရေးကိုလှုပ်လိုက်တဲ့အချိန်မှာကိုမှရွေးချယ်စရာတွေရှိလာတယ်ကိုတရားကိုလုတ်ကင်လို့ရတယ်ဆိုတာကိုသဘောပေါက်လာတဲ့အတွက်ကြောင့်မလို့ယုံကြည်မှုတွေပို့ပြီးတော့မှရှိလာတယ်အဲ့လိုမျိုးတိုးတက်မှုပေါ့နော်အတွေးခေါ်ပိုင်းရော skill ပိုင်းရောpersonally ရတိုးတက်မှုတွေအများကြီးရှိလာခဲ့တယ်ဒီစီးပွားရေးကိုမစတင်ခင်ကကိုယ်နဲ့စတင်ပြီးတဲ့ကိုယ်နဲ့ကပြောင်းလဲမှုတွေလုံးဝကွာခြားတယ်လုံးဝဟိုမှာအကြီးပြောင်းလဲမှုတွေဖြစ်ပါတယ်ဒါအစပဲရှိပါသေးတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်နောက်ထပ်အနေနဲ့ကိုငင်းရဲ့ mentor ဖြစ်တဲ့မမိုကိုကိုငင်းကမေးခွန်းလေးနဲ့မေးနဲ့ဖိတ်ခေါ်ချင်ပါတယ်ကိုငင်းမေးမဲ့မေးခွန်းကပေါ့နော်အခုဒီစီးပွားရေးကိုချိုးကပြောကြတယ်ကိုငင်းရဲ့လိတွေမှာလည်းမေးကြတယ်Englishစကားကိုကျွမ်းကျင်ပြောတဲ့နေမှာ English စာနဲ့ပတ်သက်ပြီးတော့ဟလာလုံးဝကိုကျွမ်းကျင်မှလောက်ကင်လို့ရတာလားဒီနည်းပညာနဲ့ပတ်သက်ပြီးတော့ဒီ laptop တွေကျွမ်းကျင်သုံးတတ်မှဖုန်းတွေကျွမ်းကျင်သုံးတတ်မှလောက်ကင်လို့ရတာလားမေးနေကြတယ်အဲ့ဒါကိုမမို့အနေနဲ့ပြန်ဖြေပေးပါအောင်ဟုတ်ကဲ့ပါဒီနေ့ကတော့အများကြီးခွန်အားရတယ်ပေါ့နော်ရှေကမှာခွဲလီကောမအုပ်မကျော်မောင်လေးငိတ်ကောအများကြီးပြောသွားပြီးဖြစ်တယ်အရောက်ချီစီတဲ့စကားကတန်ဖို့အရန်ကိုရှိပါတယ်လို့မို့နာမည်ကတော့မင်းမမအောင်လို့ခေါ်တယ်လက်ရှိရွက်စင်နိုင်ငံဆောက်ကလိုရိုင်းနာစတိတ်မှာမိသားစု3ယောက်တူတူနေထိုင်နေမော်တော့အိမ်မှာနေတဲ့မိခင်တယောက်ဖြစ်တယ်ဒီစီးပွားရေးကိုသမီးလေးနဲ့တူတူလောက်ကင်နေတာဖြစ်တယ်ပေါ့နော်ခုနပဲသူအိမ်အနိုးလာတယ်သူအဲ့ရမနိုးခင်မှာတော့မှပဲမိုးမှာအလုပ်တွေအများကြီးပြီးသွားတာဖြစ်တယ်ပေါ့နော်ဒါကတော့ online ကနေအလုပ်လုပ်ရတယ်ကျမတို့စီးပွားရေးအားသာချက်တစ်ခုဖြစ်တယ်ဒီနေ့မေးခွန်းလေးဖြစ်တယ်ပေါ့နော်အင်္ဂလိပ်စကားတွေအများကြီးတက်မှကျွမ်းကျင်တက်မှကွန်ပျူတာ skill တွေ technology skill တွေကျွမ်းကျင်တက်မှဒီစီးပွားရေးကိုလုပ်ကင်လို့ရလားဆိုတဲ့မေးခွန်းလေးဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမေးခွန်းလေးကိုပြန်စဉ်းစားရင်ကိုပြန်စဉ်းစားမိတယ်ပေါ့နော်အရင်ကမုံမိုနဲ့အခုမုံမိုနဲ့ပေါ့နော်အရင်ကမတို့တိ
ရတဲ့အတိုင်းပဲမို့လို့မြန်မာနိုင်ငံမှာကြောင်းတက်ခဲ့တယ်ကွန်ပျူတာဆိုတာကကိုသုံးနေကြစကားမဟုတ်ဘူးအင်္ဂလိပ်စကားဆိုတာကကိုပြောနေကြစကားမဟုတ်ဘူးမို့ဆိုအမြဲတမ်းပြောနေကြဖြစ်တယ်ပေါ့နော် USA ကိုဆဆခြေချတဲ့အချိန်မှာမို့က USA ကိုတယောက်တည်းရောက်လာတာပေါ့နော်ဒါအချိန်မှာဆိုရင်လေစိတ်မှာအမဲတယောက်ပြောတဲ့စကားကိုလုံးဝဖမ်းလို့မမိဘူးသီလားဟာသူဘာပြောလို့ပြောမှမသိဘူးကိုယ့်ရဲ့အိတ်ကြီးတွေနဲ့လေဘယ်ကိုရွှေ့ရမှာလဲဘယ်ကိုသဲရမှာလဲအဲ့ဒီမှာအဆက်တီကိုပြန်ကွဲခဲ့တယ်ပေါ့နော် တော်တော်လေးတော်တော်လူတွေကလည်းအများကြီးရှိနေတော့ကိုကကြောင်တောင်လာဖြစ်ကုန်ပြီအဲ့ချိန်ကလည်းမူတူဖြစ်နေတယ်ကိုခါမှလည်းမကြားဘူးတဲ့ဘာသာစကားမျိုးပေါ့နော်ဘာလို့ဆိုတနိုင်ငံနဲ့တနိုင်ငံနဲ့လေယူလေသိန်းကလည်းမတူဘူးဖြစ်တယ်ပေါ့နော်အဲ့ခါကျတော့အင်္ဂလိပ်စကားဆိုတာကမိုး25%နဲ့ပဲဒီစီးပွားရေးကိုစတင်ခဲ့တာဖြစ်တယ်ဒါပေမဲ့အဓိကပြောပြချင်တာကအင်္ဂလိပ်စကားလား technology skill လားအဲ့ဒီ skill set တွေကဒီစီးပွားရေးအောင်မြင်ဖို့အတွက်ဒီစီးပွားရေးမှာကိုလိုချင်တဲ့ရလဒ်တွေကိုရဖို့အတွက်20%ပဲလိုအပ်ပါတယ်လို့အဓိကလိုအပ်တဲ့ skill ကတော့ mindset ဖြစ်တယ်အဲ့ဒီ mindset ကလည်းမို့ဒီစီးပွားရေးကိုလှုပ်လာပြီးတဲ့နောက်ပိုင်းကျတော့မှမိုကရရှိလာတာဖြစ်တယ်ပေါ့နော်မိုကဘာခံယူချက်ထားလဲဆိုရင်မိုအင်္ဂလိပ်စာမကောက်ရေမိုသူများတစ်ခေါက်ကြည့်ရင်မိုနှစ်ခေါက်ကြည့်မယ်မိုနှစ်ခေါက်ကြည့်လို့နားမလည်မိုသုံးခေါက်ကြည့်မယ်ဒါဆိုရင်တော့ဖြည်းဖြည်းချင်းနားလဲလာမှာဖြစ်တယ်ပြီးရင်နေ့စဉ်တိုင်းမှာဖြည်းဖြည်းချင်းနားထောင်ရင်နဲ့အခုဆိုလို့ရှိရင်ဖိလစ်ပင်းရဲ့အင်္ဂလိပ်လည်းမိုနားလဲလာတယ်အိန္ဒိယရဲ့အင်္ဂလိပ်လည်းမိုနားလဲလာတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်လူနိုင်ငံတကာရဲ့အင်္ဂလိပ်တွေကိုကြားရတာဖြစ်တယ်ပေါ့နော် UK အင်္ဂလိပ်လား American အင်္ဂလိပ်လားကြိုက်တဲ့အင်္ဂလိပ်လားအကုန်လုံးကိုဖမ်းမိလာတယ်ပေါ့နော်ဒါကမို့ရတိုးတက်လာတဲ့အရာလေးတွေဖြစ်တယ်နေ့စဉ်တိုင်းမှာကိုကပုံမှန်နားထောင်ပေးခြင်းအဖြစ်နေ့စဉ်တိုင်းမှာကိုကအာယုံစိုက်ခြင်းအဖြစ်ကိုလည်းပို့ပြီးတော့တိုးတက်လာပြီးလို့ရှိရင်မိုကအိမ်နေမိခင်ဖြစ်သွားတဲ့ခါမှာဗာစဉ်းစားရလဲဆိုရင်မိုတို့ USC ကိုရောက်တယ်ဆိုပေမဲ့အိမ်ထဲမှာပဲနေလိုက်တာဖြစ်တယ်ပေါ့နော်ဒီနိုင်ငံကမြန်မာပြည်မှာလိုမျိုးတယောက်နဲ့တယောက်အပြင်မှာတွေတွေ့နေကြတာမဟုတ်တယောက်နဲ့တယောက်အိမ်မှာရှိမှန်းတော့မသိရတဲ့နိုင်ငံဖြစ်တဲ့အခါမှာအိမ်မှာနေလိုက်တဲ့မိခင်အတွက်ဆိုတေးကြတဲ့ဒီစီးပွားရေးတာမလုပ်ရင်လေ USB မှာနေပေမဲ့ကိုမြန်မာနိုင်ငံရောက်နေတယ်လို့ပဲခံစားရမှာပေါ့နော်အင်္ဂလိပ်စကားလည်းမပြောဖြစ်ဘူးဈေးဆိုတာကလည်းမို့ဆိုလို့ရှိရင်တော်ရင်တရင်အပြင်တိတ်မထွက်ဖြစ်တဲ့အခါကျတော့အမျိုးသားရှိတဲ့ချိန်မှာပဲထွက်ဖြစ်တယ်ဆိုတော့သူရှိတဲ့ချိန်က तू ကလည်းပြောသွားတယ်ဆိုတော့ကိုလည်းပြောစရာမလိုဘူးဆိုတော့လေတော်ရင်တရင်မသုံးဖြစ်ဘူးဖြစ်နေတယ်ပေါ့နော်ဒါပေမဲ့မို့ရဲ့ဒီစီးပွားရေးလုပ်တဲ့အခါကျတော့ဒီစီးပွားရေးအင်္ဂလိပ်တွေကမို့အတွက်အမြဲတမ်းနားရည်ဝနေတာဖြစ်တယ်ပေါ့နော်ကိုမသုံးပြောဘူးဆိုရင်တော့မှပဲအရေးအကြီးလိုအပ်လာတယ်ဆိုရင်တော့ကဖောက်ဆိုထွက်သွားတာဖြစ်တယ်ပေါ့နော်ဟိုတိုလာဆိုမို့ကိုကဲနဲ့အလုံးလုံးနေတယ်ပေါ့နော်မို့မျိုးသားပြောတယ်မို့သူအိမ်အလောက်ကပြန်လာတဲ့ခါမှာမို့ busy နေရလားတဲ့ဟုတ်တယ်လို့ငါ Google နဲ့အလုံးလုံးနေတာ Google နဲ့စကားပြောနေရလို့ပြောရပေါ့နော်အဲ့ဒါနဲ့ तू ကပြောရနင်းအင်္ဂလိပ်ကအဲ့လောက်မကောင်းဘူးနဲ့နင်းဘယ်လိုပြောလဲပေါ့နော်ရဲလို့ငါအညာတိုးတက်လာပြီပေါ့နော်အခုဆိုလို့ရှင်တခုခုဖုန်းဆက်ရမှာဘဏ်ကိုဖုန်းဆက်ရမှာလားတခုခုဖုန်းပြောဖို့လားဘာဖို့လိုအပ်တာလဲဆိုရင်မို့နေလောက်လိုက်နင်ကဒါမျိုးကြီးကျွမ်းနေဆိုတာမျိုးပေါ့နော်ရဲကိုကအိမ်နေမိကေတယောက်ဖြစ်ပေမဲ့ကိုကအဲ့လိုလိုအပ်တဲ့အရာလေးတွေကိုပြန်ပြီးတော့လုံနိုင်လာတယ်ပေါ့နော်ဒါကြောင့်အမြဲတမ်းလေ့လာသင်ယူမှုတော့လိုအပ်နေတာဖြစ်တယ်ပေါ့နော်လေ့လာသင်ယူမှုမရှိဘူးဆိုရင်တော့မို့တို့ဘာမှတိုးတက်လာမှာမဟုတ်ဘူးမို့တို့ဘလောက်ပဲဘလောက်ပဲကလေးငယ်လေးတွေကလမ်းလျှောက်တာတို့စကားပြောတာတို့အဲ့ဒါတွေကအစားကလေးတွေဆိုရင်တော့မှပဲတင်ယူလေ့လာရတာဖြစ်တယ်မို့တို့လူကြီးတွေလည်းဒါအမြဲတမ်းမှာတင်ယူလေ့လာနေဖို့အတွက်လိုအပ်တယ် technology skill ဆိုလည်းအဲ့လိုပဲကိုကမသုံးမှုဆိုတာကမလိုအပ်လို့ဖြစ်တယ်မလိုအပ်တဲ့ခါမသုံးတော့ဘူးမသုံးတဲ့ခါမသိတော့ဘူးမတက်တော့ဘူးဖြစ်သွားတယ်ပေါ့နော်တကယ်ကြတော့သုံးဖို့လိုအပ်လာပြီဆိုတဲ့ချိန်ကျတော့စသုံးလာတယ်စလေ့လာတယ်စတင်ယူလာတယ်အဲ့ဒီခါတဖြည်းဖြည်းနဲ့ပါလဲဆိုရင်တိလာတယ်တော်လာတယ်တက်လာတယ်ပေါ့နော်အဲ့တော့ကိုမတိသေးတာကကိစ္စမရှိဘူးမတင်ယူတာကဒါလင်ကိစ္စရှိတာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့မသိရင်သင်မယ်မတက်ရင်သင်မယ်ပေါ့နော်ဒီစီးပွားရေးမှာဆိုရင်တော့ဒါအခြေခံကအစကွန်ပျူတာကိုစသင်ပေးတယ်ပေါ့နော်တချို့မိုးနဲ့လက်တွဲပြီးတော့အလုပ်လုပ်တဲ့သူတွေဆိုလဲဒီစီးပွားရေးစတော့မှကွန်ပျူတာဝယ်တဲ့သူတွေအများကြီးရှိတယ်ပေါ့နော်အဲ့ထဲကမှအောင်မြင်သွားကြတဲ့သူတွေလည်းအများကြီးရှိတာဖြစ်တယ်အဓိကဒါအဲ့ဒါကြောင့်ခုနကပြောခဲ့တာပေါ့နော် mindset ကဒါလည်းအဓိကဖြစ်ပါတယ်လို့မို့တို့ကိုတတ်မှတ်ထားဖို့လိုအပ်တယ်
အင်္ဂလိပ်စကားကွန်ပျူတာ skill တွေကငါသင်ယူလေ့လာနိုင်တဲ့အရာဖြစ်တယ်ငါကဒီအရာတွေကိုသင်ယူလေ့လာပြီးတော့ငါကအောင်မြင်မဲ့သူတစ်ယောက်ဖြစ်အောင်လို့လုပ်မယ်ဆိုတဲ့ခံယူချက်ပဲလိုအပ်တာဖြစ်တယ်အဲ့ဒီ mindset ကတာလင်ကိုယ့်ကိုလိုချင်တဲ့ပန်းတိုင်တွေကိုရောက်သွားစေတယ်ကိုဘယ်တော့မှ limit မလုပ်ပါနဲ့လူတိုင်းကသင်ယူနိုင်တဲ့စွမ်းရည်ရှိတယ်သူများတစ်ခေါက်သင်ရင်ကိုမရရင်နှစ်ခေါက်သင်သူများနှစ်ခေါက်သင်လို့ကိုကမရောက်ဆိုသုံးခေါက်သင်ဖို့ပဲလိုအပ်တာဖြစ်တယ်ဗောနော်မို့ကိုယ်တိုင်လည်းအခြေခံကနေပြီးတော့ပဲဒီတဖြည်းဖြည်းနဲ့သင်ယူလေ့လာခဲ့တာဖြစ်ပါတယ်ဒါကြောင့်မလို့အင်္ဂလိပ်တွေလားကွန်ပျူတာ skill တွေလားသင်ယူပါလေ့လာပါနေ့စဉ်ပုံမှန်မှာဒီဇိုင်းမမတ်လုပ်သွားမယ်ဆိုရင်တော့ဘာမဆိုရနိုင်တယ်ဆိုတဲ့အကြောင်းလေးကိုဒီနေ့မှာ sharing လုပ်ပေးချင်တာဖြစ်ပါတယ်လို့ဒီနေ့မှာတော့မတို့ cover လုပ်သွားတဲ့မေးခွန်းလေးခုပေါ့နော်စီးပွားရေးမှာဘာကြောင့်ယင်းနှိမ့်မြုပ်နှံမှုတွေလိုအပ်တာလဲဆိုတာလေးနဲ့ဘာဖြစ်လို့ဒီစီးပွားရေးကိုရွေးချယ်ခဲ့တာလဲဆိုတဲ့အကြောင်းအရာလေးတွေအပြင်ဒီစီးပွားရေးကိုလေ့လာပြီးတဲ့အခါမှာဘာတွေတွေးရှိလာလဲဘာတွေတိုးတက်လာလဲဆိုတဲ့အကြောင်းအရာလေးကိုလည်းပြောသွားရင်းနဲ့အင်္ဂလိပ်တွေကွန်ပျူတာတွေမကျွမ်းကျင်မှုဆိုရင်ဒီစီးပွားရေးကိုစနိုင်မလားဆိုတဲ့အကြောင်းလေးတွေကို share လုပ်သွားပေးတာဖြစ်တယ်ဒီနေ့ share လုပ်သွားပေးတဲ့ကိုအဲလီအမအုံမကျော်မောင်ငင်းကိုလည်းကျေးဇူးများကြီးတင်တယ်မို့တို့ကို like လုပ်ပေးနေတဲ့သူတွေ share လုပ်ပေးနေတဲ့သူတွေလည်းရှိတာဖြစ်တဲ့အတွက်ကျေးဇူးများကြီးတင်တယ်အခုကြည့်နေတဲ့သူတွေကိုလည်းကျေးဇူးတင်တယ်နောက်ပြန်ကြည့်မဲ့သူတွေကိုလည်းကျေးဇူးများကြီးတင်တယ်ဆိုတဲ့အကြောင်းလေးကိုပြောရင်းနဲ့ဒီနေ့ live talk ကိုဒီမှာပဲအဆုံးသတ်မှာဖြစ်ပါတယ်ရောက်ကြည့်စီတိုင်းဖြတ်ခင်ကောင်းကြည့်ပေးပါစေ God bless you ပါ bye bye see you God bless you Oh, that's you.